ကောင်းခြင်းဆုံးဤကောင်းခြင်းဟုဆိုအပ်သောကောင်းခြင်းသုံးတန်နှင့်ပြည့်စုံစွာဟောကြားတော်မူအပ်သည့်တရားယရဏ၌၎င်းသံဃေသပရမတ္ထသံဃာသမုဒိသံဃာဟုဆိုအပ်သောသံဃာတော်ရှင်မြတ်ပေါင်းတို့၌၎င်းပတ္တနာကြီးညိုသရာပွားများခြင်းရှိကြပါပေကုန်၏ဒေသနာတို့ဘုရားတရားသံဃာယရဏမြတ်သုံးပါးပေါင်း၌ကြီးညိုကိုယ်ွယ်စည်းကပ်ကြကုန်သောသင်္ဍာယကတာယိကာမအပေါင်းတို့သည်အခေပတနာနာမလောကတပွင့်တွင်တုမရှင်တန်သောဘုရားတရားသံဃာတိသာခါညောင်းကုန်သောပေါင်း၌နေတောင်းဝန္ဒနာကြည်လင်ပတ္တာတတ္တပလဝါဖြင့်ကြီးညိုရာခြင်းကိုယ်ွယ်ရာခြင်းမြည်ကြပါပေကုန်၏ဤကဲ့သို့ဘုရားတရားသံဃာတိသာခါညောင်းကုန်သောပေါင်း၌နေတောင်းဝန္ဒနာကြည်လင်ပတ္တာတတ္တပလဝါဖြင့်ကြီးညိုခြင်းကိုယ်ွယ်ခြင်းပူဇော်ခြင်းဒီဟုသောယရဏတရားပဏာမကုသိုလ်ကံစေရနာတရဏဂောသုံးစုံနှင့်တကွာအင်္ဂါ၅ဓာတ်နှင့်ပြည့်စုံလက်တန်းသောသီလတော်မြတ်တို့ကိုစောင့်တည်ရသောသီလကုသိုလ်ကံစေရနာအထူးအားဖြင့်အလုဒာယကဥမောင်မောင်အလုဒာယကမတော်ခင်သန္တာဧမိသားစုတို့ကယနေ့ညသိက္ခာတရာကံရှင်ပြုနာသာအလူတော်မင်္ဂလာအကျိုးပွဲအဖြစ်အမတဒါနဓမ္မဒါနဓမ္မဒေသနာတရားအလူတော်ပေးလူခြင်းပြုသောဓမ္မသဝနာဓမ္မဒေသနာကုသိုလ်ကံစေရနာထိုကဲ့သို့များမြတ်ကောင်းမှုကုသိုလ်အဆူဆူတို့ကြောင့်အလုဒာယက